မကြော်နဲ့ကြော်ရင်ပါဆွဲရိုက်မှာဘေးရင်ဟောပြီမယ်နေကငါနဲ့ကန်ဆက်လို့ဒီဗီဒီယိုတွေ့တာဘေးရင်ဟောမယ်အခုကြည့်နေတဲ့သူကငါ့ကိုမြင်ရလိမ့်မယ်ကြည့်တဲ့အခါလည်းမျက်လုံးနေနဲ့ကြည့်ရလိမ့်မယ်ဖုန်းပုတ်တာလက်ကြီးနဲ့ပုတ်နေတာဟုတ်တယ်မလားနောက်ပြီးငါရမ်းချောရလို့နေထင်းနေရမလားဒီနေ့အိမ်မှာအားနေတယ်အိမ်မှာပဲဖုန်းကြည့်နေတယ်ထမင်းစားလည်းနေပါဇက်ကြီးနဲ့စားနေရတယ်ရေတောက်တော့လည်းပါဇက်ကြီးနဲ့ညဆိုရင်အိတ်လိုက်အိတ်ပျော်သွားတယ်မလားဟုတ်တယ်မလားလက်ထဲမှာပတ်စံမရှင်နေလို့မကောင်းဟုတ်တယ်မလားရှိတာလည်းရှိတယ်လို့မရှိတယ်လို့ထားခြင်းတယ်လို့မထားခြင်းတယ်လို့ဖြစ်နေတယ်မလားမှန်တယ်နော်